မက်ဆီရဲ့စံချိန်တင်တဲ့အာဂျင်တီးနားရဲ့ရှုံးထွက်ခီး2026ကမ္ဘာဖလားပြိုင်ပွဲရဲ့အုပ်စုအဆင့်ပထမပွဲစဉ်မှာအယ်ဂျီးရီးယားကိုမက်ဆီရဲ့ဟက်ထရစ်နဲ့အတူ3ဂိုးပြည့်အနိုင်ယူခဲ့တဲ့အာဂျင်တီးနားအသင်းဟာပရိသတ်တွေကိုအထူးအံ့အားသင့်စေခဲ့ပါတယ်။ဒီည7နာရီခွဲမှာကစားမဲ့ဒုတိယပွဲစဉ်မှာတော့ဂျော်ဒန်ကိုအနိုင်ရထားတဲ့ဩစတြေးလျနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးဒီပွဲမှာအနိုင်ရတဲ့အသင်းကရှုံးထွက်32သင်းအဆင့်ကိုတက်ရောက်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။မကြခင်အသက်39နှစ်ပြည့်တော့မဲ့မက်ဆီရဲ့ကြန့်ခိုင်မှုဟာအံ့ဩစရာကိုကောင်းနေသေးပါပဲ။သူဟာအဖွင့်ပွဲမှာဟက်ထရစ်သွင်းယူပြီးကမ္ဘာဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားတဲ့ဂျာမန်ကန်နဝင်ကလိုဇီ16ဂိုးနဲ့စံချိန်တူညီသွားခဲ့ပါတယ်။ဒီပွဲမှာမက်ဆီအနေနဲ့တဂိုးထပ်သွင်းနိုင်ရင်ကမ္ဘာဖလားသမိုင်းတစ်လျှောက်ဂိုးအများဆုံးကစားသမားအဖြစ်မှတ်တမ်းသစ်တင်နိုင်မှာပဲဖြစ်ပါတယ်။အာဂျင်တီးနားတို့အစွမ်းကုန်စ조사လာမှာသိကြပါတယ်။မြေပြူဟာပိုင်းအရာလဲမက်ဆီကိုဗဟိုပြုတဲ့တိုက်စစ်လမ်းကြောင်းကဩစတြေးလျခံစစ်အတွက်အဓိကစိန်ခေါ်မှုဖြစ်လာမှာပါ။ဩစတြေးလျကတော့နောက်ဆုံး6ပွဲဆက်ရှုံးပွဲမရှိထားတဲ့စံချိန်နဲ့အတူအတော်လေးမာကျောတဲ့ခံစစ်ကိုပိုင်ဆိုင်ထားပါတယ်။အုပ်စုဒုတိယနေရာနဲ့တက်ပြီးစပိန်နဲ့ရင်ဆိုင်ရမယ့်အရေးကိုရှောင်ရှားဖို့သူတို့အတွက်လည်းဒီပွဲမှာအမှတ်ရဖို့စ조사လာမှာသိကြပါတယ်။အာရှရဲ့ကနဦးဈေးကွက်ပေါက်ချေကတော့အာဂျင်တီးနားကိုတလုံးပပရှုံးလောက်ပေးထားပြီးဂိုးပေါင်းကတော့3လုံးအပြည့်နိုင်အနေအထားမျိုးကြေးဖွင့်လှစ်ထားတာကိုတွေ့ရပါတယ်။အာဂျင်တီးနားရဲ့တိုက်စစ်ကအရှင်အဟုန်ကောင်းနေပေမဲ့ဩစတြေးလျရဲ့စုဖွဲ့မှုကောင်းတဲ့ခံစစ်ကိုဖြိုခွင်းဖို့လွယ်ကူမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီပွဲမှာမက်ဆီကသူ့ရဲ့တမိုင်းဝင်ဂိုးကိုသွင်းယူဖို့အင်တိုင်းအားလိုက်ကစားမှသိကြပါတယ်။မက်ဆီအတွက်ဒီပွဲကစိတ်ခံစားမှုအရာရောမှတ်တမ်းအရာပါအရေးကြီးဆုံးပွဲဖြစ်နေပါတယ်။အာဂျင်တီးနားအသင်းပေါ်တွေမက်ဆီအတွက်ဂိုးသွင်းဖို့လမ်းကြောင်းဖွင့်ပေးထားမှာဖြစ်ပြီးဩစတြေးလျကတော့တဦးချင်းလူကတ်တဲ့ခံစစ်ကိုအဓိကထားကစားလာပါလိမ့်မယ်။ပွဲအဖြစ်အနေနဲ့ကတော့အာဂျင်တီးနားကအတွေ့အကြုံရောတဦးချင်းအည်သွေးပါတာလွန်နေတာကြောင့်2-1ဒါမှမဟုတ်3-1လောက်နဲ့အာဂျင်တီးနားအနိုင်ရပြီးရှုံးထွက်အဆင့်ကိုတက်သွားမယ်လို့ခန့်မှန်းရပါတယ်။ဒီညပွဲမှာမက်ဆီရဲ့စံချိန်တစ်ကိုကိုယ်တိုင်မြင်တွေ့ရမလားဆိုတာကလည်းစိတ်ဝင်စားစရာကောင်းနေတာတော့အမှန်ပါပဲ။2026ကမ္ဘာဖလားပွဲစဉ်တွေနဲ့ပတ်သက်လို့ဘော်ရီမောင်ဂိုးပေါင်းစတာတွေကိုစိတ်ကြရွေးချယ်ကစားခြင်းနဲ့ဆိုရင်တော့ညီမစီမှာအချိန်ကြီးလာရောက်အကောင်းမှုစောကစားနိုင်ပါတယ်။ Viber နဲ့ Telegram ဖုန်းနံပါတ်ကိုတော့အကောင့်ရဲ့ bio လေးမှာတင်ပေးထားပါတယ်ရှင်။